အားလုံးပဲမင်္ဂလာပါကင်ဆာတော့အစီအစဉ်ကနေပြီးတော့ကင်ဆာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ဘုဒ္ဓတာတွေကိုမျှဝေတော့မှာဖြစ်ပါတယ်ဒီနေ့မျှဝေသွားမယ့်အကြောင်းကတော့ဟာစတင်ကို10ခေါက်ပေးလို့ရလားဘယ်လောက်ကြာပေးရမလဲဆိုတာပဲဖြစ်ပါတယ်ဒါတွေကိုကျွန်တော်ရဲ့ကင်ဆာကဲမြန်မာမှာလာမေးတဲ့သူတွေရှိလို့ဒီနေ့ဒီအကြောင်းအရာကိုပြောပြတော့မှာဖြစ်ပါတယ်ဟာစတင်ကိုဘယ်လောက်ကြာပေးမလဲဆိုတာဘယ်အခြေအနေပေါ်မှာသုံးမလဲပေါ့မူတည်ပါတယ် metastasis အဝေးကိုပြန့်နေတဲ့အခြေအနေတွေ recurrent unresectable ပြန်ဖြစ်တဲ့ခွဲဖို့အဆင်မပြေတဲ့အခြေအနေတွေမှာဆိုရင် anti disease progression or toxicity ဆေးပေးထားတဲ့ကြားတွေကယောဂထပ်တိုးလာတဲ့အထိသို့မဟုတ်ဆေးရဲ့ side effect ကိုမခံနိုင်တဲ့အထိပေးရပါမယ်ဒါမှမဟုတ်ပဲ early breast cancer တွေမှာဆိုရင်adjuvant neoadjuvant setting adjuvant ဆိုတဲ့ခွဲပြီးမှပေးတဲ့အခြေအနေနဲ့ neoadjuvant မခွဲခင်နဲ့ပေးတဲ့အခြေအနေတွေမှာဆိုရင်တော့တစ်နှစ်ပေးပါတယ် NCCN guideline ကိုကြည့်ပါမယ် preoperative adjuvant setting တွေမှာ HER2 positive patient တွေမှာ up to 1 year of HER2 targeted therapy ပေးပါတယ် recurrent unresectable stage 4 metastatic disease တွေမှာဆိုရင် continue therapy anti-progression or unacceptable toxicity အထိပေးပါတယ်ဟာစတင်ဘယ်နှခါပေးမလဲ metastatic disease တွေ recurrent unresectable disease တွေဆိုရင်တော့တောက်လျှောက်အခြေအနေရပေးပါမယ်အဲ့တော့ဘယ်နှခါပေးမလဲဆိုတော့အများသောအားဖြင့် adjuvant နဲ့ neo-adjuvant setting တွေမှာတစ်နှစ်ပေးမယ်ဆိုတော့အဲ့ဒါကိုတွက်ကြတယ်တစ်နှစ်မှာ52ပတ်ရှိတယ်အာစတင်တွေက3ပတ်တစ်ခါပေးလေးရှိတာမို့လို့52ကို3နဲ့စာရင်18.3ရတယ်ဒါကြောင့်ပုံမှန်အဖြစ်18ကြိမ်ဒါမှမဟုတ်18ကြိမ်လေးပေးနေတာတွေ့ရပါတယ်ဩစတြေးလျဂိုင်လိုင်းကိုကြည့်ပါမယ်ဒီမှာ AC ၄ခေါက်ပေးတယ်နောက်ပြီးရင် paclitaxel နဲ့ trastuzumab လိုက်ပေးတဲ့ regime မှာဆိုရင် AC ၄ခေါက်ကို3ပတ်တစ်ခါ4ခေါက်ပေးပြီးရင် paclitaxel ကတစ်ပတ်တစ်ခေါက်ပေးတယ်အဲ့ဒီအချိန်မှာ herceptin က3ပတ်တစ်ခေါက်ပေးတယ် paclitaxel နဲ့တွဲပြီးတော့ herceptin ကို4ချိန်ပေးတယ်နောက်ပြီးလို့ရှိရင် herceptin သူ့ကြီးပဲ73ခေါက်ပေးတယ်ဒါကြောင့်မလို့ total က18ခေါက်ဖြစ်ပါတယ်နောက်တစ်ခုထပ်ကြည့်ပါမယ်ဒီမှာဆိုရင်ကြတော့ AC 4ခေါက်ပြီးရင် docetaxel နဲ့ herceptin 4ခေါက်သွားတယ် regime ကိုကြည့်ပါမယ် AC 4ခေါက်ကို3ပတ်တစ်ခါပေးပြီးလို့ရှိရင် docetaxel herceptin ကိုလည်းနှစ်ခုလုံးကို3ပတ်တစ်ခါပေးပါတယ်အဲ့မှာ docetaxel နဲ့တွဲပြီး4ခေါက်ပြီးလို့ရှိရင် herceptin ကြီးပဲ73ခေါက်ပေးရတယ်အဲကြောင့်မလို့ total ကတော့18ခေါက်ပါဩစတြေးလျဂိုင်လိုင်းမှာတော့18ခေါက်လို့ပြထားပါတယ်အဲ့မှာထပ်ပြီးမေးတဲ့လူတွေရှိတယ်အဲ့ဒါကတော့10ခေါက်သွင်းလို့ရလားအကျဉ်းရော short သွင်းလို့ရလားဒီမေးခွန်းတွေအတွက်ကတော့ herceptin therapy ကိုတစ်ချိန်ဘယ်လောက်သွင်းမလဲဆိုတဲ့ trial တွေလုပ်ခဲ့တာရှိတယ်အဲ့ဒါတွေကိုကြည့်ရမှာဖြစ်ပါတယ်အဲ့ဒီမှာ HERA trial ဆိုတာရှိတယ်အဲ့ trial မှာကြတော့ herceptin မပေးဘဲစောင့်ကြည့်တာရယ် herceptin တစ်နှစ်ပေးတာရယ် herceptin 2နှစ်ပေးတာရယ်ကိုရှင်းကြည့်ပါတယ်နောက်ပြီးတော့ fair trial နဲ့ Persephone trial ဒီ trial တွေမှာကြတော့ herceptin ကို6လပေးတာနဲ့ herceptin တစ်နှစ်ပေးတာကိုရှင်းကြည့်ကြပါတယ်နောက်ပြီးရင် FINHA trial နဲ့ SHORTHA trial ရှိတယ်အဲ့ trial တွေကတော့ herceptin ကို6ခေါက်တစ်ပတ်တစ်ခါနဲ့6ခေါက်ပေးကြည့်တာရယ်အဲ့ဒီ6ပတ်ပေးကြည့်တာနဲ့တစ်နှစ်ပေးကြည့်တာကိုရှင်းကြည့်တာတွေလောက်ကြပါတယ်အဲ့တော့ကျွန်တော်တို့ HERA trial ကိုကြည့်ပါမယ်
ERA trial မှာ HER2 positive early breast cancer လူနာပေါင်း9100ပါပါတယ်သူတို့တွေကသူတို့ရဲ့ chemotherapy တွေ surgery တွေ radiotherapy တွေပြီးသွားတဲ့အချိန်မှာသူတို့တွေကိုဟာစတင်မပေးဘဲထားတဲ့အုပ်စုဟာစတင်တစ်နှစ်ပေးတဲ့အုပ်စုဟာစတင်2နှစ်ပေးတဲ့အုပ်စုဆို3စုဖွဲ့ပြီးလေ့လာကြည့်ပါတယ် result ကတော့ဟာစတင်တစ်နှစ်နဲ့မပေးဘဲစောင့်ကြည့်တဲ့ဟာကိုကြည့်လို့ရှိရင်ဟာစတင်တစ်နှစ်ပေးတဲ့ patient တွေမှာတဲ့ risk of disease recurrence က46%ထိကျသွားပါတယ်။နှစ်နှစ်နဲ့တစ်နှစ်ရှင်းကြည့်တဲ့အခါမှာတော့ 2-year trastuzumab did not prove an additional benefit နှစ်နှစ်ပေးတာကအကျိုးကျေးဇူးဘာမှပိုမရဘူးလို့အဖြေထွက်ပါတယ်။ဒါကြောင့်မလို့ဒီ finding တွေကြောင့်မလို့ Herceptin ဟာတစ်နှစ်ပေးတာ standard ဖြစ်တယ် standard duration ဖြစ်တယ်လို့သတ်မှတ်ပါတယ်။ fair trial fair trial ကတော့ Herceptin ကို6လပေးကြည့်မယ်ပြီးရင်အဲ့ဒီ result ကို standard ဖြစ်တဲ့တစ်နှစ်နဲ့ရှင်းကြည့်မယ်ပေါ့ဒီ trial ကပြင်သစ်မှာလုပ်ပါတယ်လူနာပေါင်း3380ပါပါတယ်ရလာတဲ့အဖြေကတော့ fail to prove non-inferiority 6လပေးတာဟာ12လပေးတာထက်မညံ့ဘူးဆိုတာပြသတဲ့နေရာမှာကြာရှုံးပါတယ်ဒါကြောင့်မလို့ fair trial အကြောင်းမလို့ standard duration of adjuvant trastuzumab က12လအနေနဲ့ပဲဆက်ဖြစ်ပါတယ်နောက်ထပ် Persephone trial Persephone trial ကလည်း fair trial လို့ပဲHerceptin ကို6လပေးကြည့်မယ်ပြီးလို့ရှိရင် standard 12လနဲ့ရှင်းကြည့်ပြီးတော့ non inferiority မနှိမ့်ကြဘူးဆိုတာကိုသက်သေပြဖို့ဖြစ်ပါတယ်ဒီ trial ကို UK မှာလုပ်ခဲ့ပြီးလူနာ4000လောက်ပါပါတယ်သူ့ရဲ့ result ကကြတော့ successfully demonstrate non inferiority သူကမနှိမ့်ကြဘူးဆိုတာကိုသူတို့ပြသနိုင်ခဲ့ပါတယ်Herceptin 6လပေးတာ disease free survival 89.4%ရပြီးတော့ Herceptin 12လပေးတဲ့ group မှာလည်း disease free survival 89.8%ဆိုတော့တိတ်မကွာဘူးအဲ့တော့သူတို့က non inferiority မနှိမ့်ကြဘူးဆိုပြီးပြသနိုင်ခဲ့ပါတယ်ဒါကြောင့်မလို့ Persephone trial အရာကတော့6လပေးတာက7လပေးတာနဲ့ရှင်ရင်မနှိမ့်ကြဘူး6လပေးတဲ့အတွက် shorter duration အချိန်တိုသွားတဲ့အတွက်ကြောင့်မလို့ Herceptin ရဲ့ side effect ဖြစ်တဲ့နှလုံးညှပ်အားကျတဲ့ cardiac toxicity ပိုနည်းပါတယ်တခြားတဲ့ side effect တွေလည်းပိုနည်းပါတယ်လို့အဖြေထွက်ပါတယ်ဒါပေမဲ့ Persephone trial မှာလူနာတွေကအများကြီးပါတယ်အများကြီးပါတဲ့ထဲမှာ no negative ဂျိုင်းမှာအကျိတ်မပါတဲ့လူနာ58%ပါပါတယ် hormone receptor positive လူနာပေါင်း69%ပါပါတယ်ဒီအကျိတ်မရှိဘူး hormone receptor positive တွေဟာ low risk factor တွေဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ Persephone trial ရဲ့ overall result ကို high risk population တွေမှာသုံးဖို့အဆင်မပြေနိုင်တော့ဘူးလို့ယူဆနိုင်ပါတယ်ဒါကြောင့်မလို့ Persephone trial အပါအဝင်တခြားသောလုပ်ခဲ့တဲ့ trial တွေကို meta-analysis ပြန်ပြီးတော့စာရင်းစစ်ကြည့်စာရင်းစစ်တွက်ချက်လိုက်တဲ့အခါမှာတော့ ER negative no positive patient တွေအထူးသဖြင့်ပေါ့လေအဲ့ဒီလူနာတွေမှာ12လပေးတာကပဲပိုကောင်းတယ်လို့အဖြေထွက်ပါတယ် fair trial နဲ့ Persephone trial နှစ်ခုက6လနဲ့တစ်နှစ်ရှင်နဲ့နှစ်ခုမှာတော့မှတစ်ခုကမရဘူးတစ်ခုကရတယ်ဆိုပြီးအဖြေထွက်နေပါတယ်ဒါလည်းသတိထားရမှာပါနောက်ပြီးတော့ fin heart trial နဲ့ short heart trial fin heart trial ကကြတော့ Herceptin ကိုတစ်ပတ်တစ်ခေါက်နဲ့6ပတ်6ခေါက်ပေးကြည့်တယ်အဲ့ဒါကိုမပေးတာနဲ့ရှင်းကြည့်တယ်သူကတော့ Herceptin ကို docetaxel တို့ vinorelbine တို့လိုခြ
chemotherapy တွေနဲ့တွဲပြီးတော့တစ်ပတ်တစ်ခါ6ခေါက်ပေးကြည့်ပါတယ်လူနာ200လောက်ပါပါတယ်အဖြေကတော့ shorter duration might be effective ဒီလိုမျိုးတစ်ပတ်တစ်ခေါက်6ချိန်တွင်းကြည့်တာကလည်း effective ဖြစ်ကောင်းဖြစ်နိုင်တယ်လို့အဖြေထွက်ပါတယ်အဲ့တော့ short hard trial ဆိုတော့ဆက်လုပ်ကြည့်ပါတယ် short hard trial မှာကြတော့ဒီတစ်ပတ်တစ်ခေါက်6ဘတ်ပေးကြည့်တာနဲ့ standard 1 year ပေးတာကိုရှင်းကြည့်ပါတယ်ပြီးတော့6ဘတ်ပေးတာကတစ်နှစ်ပေးတာရဲ့ not inferior မနှိမ့်ကြဘူးဆိုတာကိုပြသဖို့သူတို့ကြိုးစားပါတယ်လူနာပေါင်း1254ယောက်ပါပါတယ်အဲ့ဒီမှာတော့ non inferiority မနှိမ့်ကြဘူးဆိုတာကိုမပြသနိုင်ခဲ့ပါဘူးဒါကြောင့်မလို့1 year ဟာ standard care အနေနဲ့ပဲဆက်ရှိနေပါတယ် PET trial, Persephone trial နဲ့အခြားသောအလားတူ trial တွေရဲ့ collective impact အရာကတော့1 year က standard duration ဖြစ်တယ်လို့ confirm လုပ်ပါတယ်ဒါပေမဲ့ more personalized approach အနေနဲ့သွားမလားရဲ့လို့လည်းစဉ်းစားစရာလေးတွေဖြစ်လာပါတယ်အဲ့ဒါကတော့ low risk of recurrent ဖြစ်တဲ့လူနာတွေ cardiac toxicity ကိုစိုးရိမ်ရတဲ့လူနာတွေနဲ့ causes major factor ကုန်ကျစရိတ်ကအရေးကြီးစဉ်းစားစရာဖြစ်တဲ့လူနာတွေမှာတော့ shorter course ဖြစ်တဲ့6လကို3လဆိုပြီးတော့စဉ်းစားကောင်းစဉ်းစားနိုင်တယ်လို့အဖြေထုတ်ပါတယ်လက်ရှိမှာ NCCN ပါဝင် guideline အကြီးကြီးအားလုံးရဲ့ standard treatment duration adjuvant neoadjuvant herceptin therapy ကတစ်နှစ်ဖြစ်ပါတယ်ဒါကြောင့်မလို့အကုန်ကြကသာစဉ်းစားကြတစ်ခုမဟုတ်ဘူးဆိုရင်တော့ standard treatment ဖြစ်တဲ့1 year ကိုပဲတွင်းစေချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်